လေ့ကျင့်ခန်းလုပ်ခြင်းကို six pack အတွက်အလားပါအတွက်လို့တွေးနေမိရင်ခဏလေးရက်ပြီးစဉ်းစားကြည့်ကျွန်တော်တို့ squat ထိုင်ခြင်းသည်အသက်60ကျော်လာတဲ့အချိန်ကျရင်ထိုင်ကုန်တွေကနေဘသူ့ကူညီမပါပဲမတက်ရနိုင်ဘူး deadlift လေ့ကျင့်ခန်းတွေဒီအောက်ကပစ္စည်းတွေကိုမယူဆွဲတင်နိုင်မှုအတွက်ကာဒီယိုလေ့ကျင့်ခန်းတွေဒီနှလုံးအဆုပ်ကျန်းမာကြံ့ခိုင်မှုအတွက်ကျွန်တော်တို့သားသမီးမြီးမြစ်လေးတွေနဲ့ဆော့ကစားဖို့အတွက်ဘသူ့မှဝင်မပြည့်စေဖို့အတွက်လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်တယ်လေ့ကျင့်ခန်းတိုင်းဒီကျွန်တော်တို့ daily life ရဲ့လုပ်ငန်းဆောင်တာတွေပေါ်မှာကောင်းမွန်တဲ့တည်ရောက်မှုတွေဖြစ်စေတဲ့ form တွေနဲ့ဖန်တီးထားတာဖြစ်တယ်အဲ့တော့လေ့ကျင့်ခန်းလုပ်ခြင်းကိုအလားပါအတွက်ပဲလို့တွေးနေမိတ်ဆွေကငါကူလှနေရပဲငါငယ်နေသေးတာပဲကျင်သွားဖို့မလိုသေးဘူး body weight က in check ရှိနေတယ်ဘာပြဿနာမှမရှိဘူးလို့တွေးနေတယ်အတွက်မိတ်ဆွေမှားနေတာဖြစ်တယ်ကျင်သွားခြင်းလေ့ကျင့်ခန်းလုပ်ခြင်းအမှ body weight exercise တွေလုပ်နေခြင်းသည်ကျွန်တော်ခုနပြောအလှပကိုကျွန်တော် target ထားပါအလှပဒီ side effect အနေနဲ့လာတာဖြစ်တယ်ကျွန်တော်တို့ရဲ့ main ပန်းနိုင်ဒီတက်ရှည်ကျန်းမာခြင်းနဲ့ quality of life တိုးတက်ဖို့ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေရဲ့အိမ်ကကလေးတွေလေ့ကျင့်ခန်းလုပ်နေတယ်ဆိုရင်မတားပါနဲ့ကိုယ်တိုင်လဲကိုယ့်ကိုညာပြီးစင်ကြင်မပေးပါနဲ့လေ့ကျင့်ခန်းနိုင်တဲ့လောက်လုပ်ပါတွေးစရာတစ်ခုရရင် yes တုံးမှပေးပါကျွန်တော်ခုနိုင်ဦးပါကျေးဇူးတင်ပါ